Audio Board by ENC Channel ကိုအစီအမြဲစောင့်မျှော်နှားဆင်နေကြသောပရိသတ်ကြီးများအားလုံးမင်္ဂလာပါရှင်။မှာတပါးဇလန်းလေးရဲ့အပိုင်း18ကိုချိုမှဆက်လက်တင်ဆက်ပေးသွားအောင်ပါလို့ဖြစ်ပါတယ်ရှင်။ဘေးနားမှာကြွတ်သက်ဆေးပလင်းကိုကြည့်ရင်ရာဇဘွားသမီးကိုလေးကိုဆွဲပွေလိုက်သည်။သမီးလေးမျက်တောင်လေးတွေပုတ်ခတ်ဖြင့်အနည်းငယ်သတိရှိနေသေးတာမို့သူကြပြကြပွေ့ချီကအောက်ထက်ပြေးဆင်းချလာ၏။သမီးလေးကားထုတ်ကြစမ်းကားအမလေးညာငါသမီးလေးသေတော့မှာပဲငါသမီးလေးတအိမ်လုံးပြပြပြဖြစ်သွားကြသလိုစူညံသွားကြ၏ဆေးရုံကိုဘယ်ကနေဘလို့ရောက်လာမှန်းမသိတော့သလိုသူ့ခြေထောက်တွေကထိလို့ထိနေမှန်းမသိနိုင်မဲ့အယူတိုင်းဖြစ်နေ၏ဆေးရုံထဲမှာလည်းသူ့အတန်ကစူညံနေ၏ကဲကြပါဦးဗျာကဲကြပါဦးကျုပ်သမီးလေးကိုကယ်ပေးကြပါဗျာလုပ်ကြပါဦးကယ်ကြပါဦးဗျာစိတ်ယုံကလေးမော်ရှိနေသည့်သမီးလေးကိုလေးသည်တွန်လင်းရုံကန်နေသလိုလက်ကြီးကလေထဲဆန်တန်းလာလိုက်ပြန်ကျသွားလိုက်ဖြင့်လေငန်းဆွဲနေသည့်လူနေပင်တူသေး၏ရင်ဖက်ထဲပူလောင်နေပုံရကမချိမဆန့်ခံစားနေရသည့်ပုံစံကိုဘေးမှရင်တမမငေးကြည့်ရင်သူ့နှလုံးသားတွေကိုအဖျားဖြင့်ထိုးဆိုးဆွနေသလိုနာကျင်လာသည်အမြုပ်တွေတစီစီထွက်လိုက်ထိုးဝံလိုက်ဖြင့်လူလိမ်နေသလိုသူသာဖြစ်လိုက်ချင်မှာတော့သည်အသက်လူနေကြတာကိုကြည့်ရင်သူအကြောက်တိကြောက်နေခဲ့သည်အကယ်၍သူသမီးလေးများတည်သွားခဲ့လင်ဆိုပြီးဖြတ်ခနဲတွေးမိတော့ရွတ်သွတ်သွားမတက်ကိုဖြစ်သွားရသည်ပါဇက်ကလည်းဖျားစာတွေရောဆူတောင်းတွေရောစုံနေအောင်ရွတ်သလိုရွတ်သမျှကတခုမှအမိမောက်တဲ့မနီပဲကပောက်ချဖြင့်လူလဲကြောင်စီနေ၏တချီအနေတည်ငြိမ်သွားတော့မှဆရာဝန်ကသူ့နားရောက်လာပြီးစိတ်လျှော့ရန်ပြောသည်ကိုသူ့မှာဘလို့ကျေးဇူးတင်လို့တရားမှန်းမသိအောင်မင်းဖြစ်ရသည်စိတ်ယုံခံမရတဲ့ပြင်လူသွားစင်းကြံတွင်ဂရင်ထိုးပေးကစင်းကြံတလျှောက်ဂရင်နေထိုးထားသည့်လူနာတွေကအညိုလိုပင်အန်ရင်စီမထိန်နိုင်ဝင်းမထိန်နိုင်သည့်သမီး၏အညစ်အကြေးတွေကိုသူ့ပဲရှင်းပေးကရွံရမှန်းလဲသူမသိသူသိတာသူသမီးလေးနေတာရင်တော်ပြီဝေဒနာကတမျိုးပေးချင်နေတာကတမျိုးနဲ့နိုးလာလင်စိတ်ကြည်နေစေခြင်းသည်အိမ်မပြန်မဲသမီးနားမှာသာနေသလိုသမီးကိုထားပြီးမျက်တောင်မီမခတ်နိုင်သည့်ထိစိတ်မချနိုင်ဖြစ်နေရသည်အိမ်ကလူတွေထမင်းဟင်းလာပို့ပေမဲ့စိတ်ယုံအနက်သက်တွေကြောင့်ကောဂရင်မော်ပလက်ကြီးတတိလေးနေသည့်ကိုသမီးကိုကြည့်ကစားလို့ပေါ်မဝင်နိုင်ပေသူသမီးလေးခံစားနေရတာတတ်တာမှမဟုတ်လူငယ်ဆိုတော့အချစ်ကိုယူသည်ဒီကြားတဲ့တခါမှမတင်းကျပ်ဘူးသည့်ဖေးဖြစ်သူကပါတင်းကျပ်လိုက်တော့ဝမ်းနေသွားရှာမှာပေါ့တနာစရာကလေးလေးဒီဖေးရင်ကွဲသေးတာများမြင်ကျင်သလားမသိညဘက်လူနာဆောင်တော့လဲသူ့မှာသမီးမျက်နှာလေးကင်လိုက်ချွေးစာလေးတွေကိုတစ်ဖက်လေးတစ်ဖက်ဖြင့်လိုက်တုပ်ပေးလိုက်လက်ကလေးတဆန်ဆန်ပါးလေးတဆန်ဆန်ဖြင့်အမြဲဆန်းကြည့်နေရသည်ဘေးဘီကြီးတော့လဲထူထူထောင်ထောင်လူနာတွေထက်ယောဂသဲနေတဲ့လူနာတွေတေလူမျိုးပါအသက်ငယ်နေကြသည့်လူနာတွေကပိုများသဖြင့်ရတက်ကိုမအေးနိုင်ဖြစ်ရပြန်သည်သမီးလေးရဲ့ငါသမီးလေးမိုက်လိုက်တာကွယ်မချီတင်ရဲ့ရေယုံမိရင်မနဲ့နှစ်ချက်တီးလောက်ကြတော့သမီးတတိကလာသည်ပျော်လိုက်သည်ဖြစ်ချင်းမှလေသူ့မှာစိတ်ယုံတစ်ခုလုံးပက်ပြေးခုံပေါက်ပစ်လိုက်ခြင်းဒီအထိကိုဝမ်းသာရသည်ဘာလို့ကဲရတာလဲသိချင်းပါရဆိုမှငိုယိုရင်းချစ်သမီးကအသက်ရှင်နေရသည်ကိုပင်ထွတ်ထုံလူနေ၏ရာဇဘွားမှာချော့မော့ရသလိုတေးခြင်းနဲ့ဆိုပြီးတေးစကားသာတို့ရုပ်နေသည့်သမီးဖြစ်သူကြောင့်ရင်ကျိုးရသည်ဆေးရုံထဲဝင်လာသည့်ကြွယ်မှာသမီးစောကြောင့်ပူထူနေသည်တနေရာရောက်အော်ဟစ်ဆူညံတဲ့နေကြောင့်ငေးကနေကြည့်မိပါ၏ရာဇဘွားဟုတ်သည်အော်ဟစ်ဆူညံနေသည့်မိန်းကလေးတယောက်နှင့်တွတ်ချော့မော့နေသည့်ရာဇဘွားသမီးနဲ့သူ့အဖေကိုဘာတွေဖြစ်နေကြသလဲဟုသိချင်စိတ်ဖြင့်ကြွယ်ရက်ကြည့်နေလိုက်သည်မသိဘူးမဆောင်ဖေးယူမုန်းတယ်သမီးနဲ့ကိုဖေးခွဲတာသမီးလေးရဲ့အစာမရှိလို့တော့မရဘူးလေဒီစွပ်ပြုတ်လေးတော့တောက်လိုက်နော်မတောက်ဘူးလို့ပြောနေတယ်ခွမ်းကနေကွဲသားသည့်စွပ်ပြုတ်ပကံကိုရာဇဘွားကြပြကြရကောက်သိရင်တက်ပြင်းချမိ၏စေယုံမှာတန်ရှင်းရည်တွေနဲ့နတ်စမာတွေအပြင်တခြားလူနာတွေကပါသမီးကိုမကြည်လင်ကြတော့သူ့မှာသာကိုသမီးလေးမို့အပြစ်မယူနိုင်မကောင်းမမြင်နိုင်မဲ့ချစ်နေသနာနေရသည်ကျွယ်မြင်နေရသည့်မြင်ကွင်းကိုငေးကြည့်နေရင်မှမဆိုးတော့လေးပြုံးမိသွား၏ရှားစဘွားကိုဒီလိုပုံစံမျိုးနဲ့တကားမှမမြင်ဘူးတာမို့ကျွဲ့အတွက်အထူးဆန်းဖြစ်နေရသည်မလန်းမကန်းအသာရက်ဆောင်နေပေမဲ့အတော်ကြာသည့်သူ့သမီးအနာကမခွာသလိုသူ့သမီးအိပ်ပျော်သွားမှကျွဲ့ကိုမြင်ပြီးအနားရောက်လာသည်မင်းတီကိုဘာလာလောက်တာလဲဟမ်ဘာယူချက်တဲ့ဒီထိလိုက်လာရတာလဲ
သွေးယူသွေးရန်ဖြစ်နေသည့်သူ့ပုံစံကိုကြည့်ရင်ကျွဲမျက်မှောင်လေးကျုံလိုက်မိ၏ဒီမှာကျမသမီးစီကျမလာတာဘာရွယ်ချက်ရှိရမှာလဲသမီးကဘလို့ဟိုင်းဘလို့ဖြစ်တာရာဇဝါချစ်ခနဲ့ဆုတ်တက်လိုက်ရင်မှကျွတ်သက်ဆေးတွေတောက်တာကိုအကောင်နဲ့ခွဲလို့တဲ့အခုငါသမီးအရန်ပင်မန်းနေလှလုံးကျွဲမင်းကငါသမီးကိုထပ်ပြီးစိတ်ရှုပ်ထွေးအောင်မလုပ်ပါနဲ့ခလေးကတနာဖို့သိကောင်းနေပြီအော်ဟူသာကျွဲစိတ်ထဲအော်ချမိတော့သည်သူ့ကိုနာကြီးသည်ဆိုပေမဲ့ကျွဲဟာဒီကလေးအမေဆိုတာတတိရောထားမိရလားမသိဒီမှာရာဇဘွားကျွဲကလည်းအမေပါပဲဒီကလေးကိုရှင်ချစ်တယ်လို့ကျမလည်းချစ်တယ်ရှင်ကာကွယ်တယ်လို့ကျမလည်းကာကွယ်ပေးမှာပဲဒါပေမဲ့ရှင်သမီးကိုမဆုံးမနိုင်ခဲ့ဘူးရှင်မှာအဲ့ဒီအရေးချင်းမရှိဒီတော့ကျမကပဲစဲအောင်စဉ်းစားနေမင်းကငါထက်သမီးကိုချစ်တယ်ဆိုတဲ့ပုံစံတွေနဲ့လာမဖက်နဲ့လှလုံးကျွဲငါသမီးကိုငါထက်ပိုချစ်နိုင်ခဲ့သူရှင်ငါဇက်ဖြတ်ခံရတယ်ကြည်စမ်းဘလောက်အတ္တမာနကြီးပြီးလောင်မြိုက်နေတယ်လို့လဲဒီလူဟာအသက်ကြီးလာလို့တောင်ဝေကနောင်တရဖို့နေတတ်တာအမြဲပူလောင်ပြင်းပြနေသည့်မိလိုလိုပဲစေယုံမှာအိမ်ပြန်ရောက်လာတဲ့ကချစ်သမီးတယောက်ဘသူကိုမှစကားမပြောဘူးရာဇဘွားလဲချော့မော့နေပေမဲ့သမီးကဒုံးပေကတ်တတ်တာထို့ထက်ပိုဆိုးသည်ကလှလုံးကျွဲရိတ်မြုံကိုတောင်းမြင့်နှင့်အတူရောက်ရှိလာသည်မင်းယူနေလားဘာလာလောက်တာလဲရာဇဘွားသမီးရှိရာအပေါ်ရက်ကိုလန့်ကြည့်ရင်လှလုံးကျွဲကိုနှင်ထုတ်ရန်ပြင်သည်သမုဒိယကတော့လှလုံးကျွဲကိုကြည့်ပြီးမယုံလဲမယုံနိုင်လန့်ကငေးကြောင်ကြည့်နေမိမတွေ့တာကြပြီနော်သမုဒိယပျော်နေရဲ့လားသမုဒိယမျက်နှာကကွက်ခနဲပြတ်သွားတယ်လို့ကိုပျော်မနေတာကိုဝဲတည်သည်လှလုံးကျွဲမသေးဘူးပေါ့ကျွဲကသမုဒိယ၏သွေးဆုပ်ပြီးရောနေသောမျက်နှာကိုတီတီငင်ငင်ငေးဆိုင်ကြီးကပြုံးနေ၏ဒေါ်ပလဲဒီမှာကျွဲကိုမြင်ပြီးတရေတစေတွေ့တယ်လို့ကိုအကုန်လုံးအံ့ဩနေကြသည်ကျမသမီးကိုလာတွေ့တာသမီးနဲ့တွေ့ကျင်တယ်ရာဇဘွားရှုပ်ဖြစ်သွားကရှေ့တိုးလာတော့ကိုတောင်းမြင့်ကဖန်တုံပြစ်သည်လှလုံးကျွဲညီကဘလို့ဖြစ်ပြီးဒေါ်ပလဲတီအမေကိုရိပ်မိသည့်ကျွဲမှာစက်ကလေးလှည့်ကြည့်ရင်ညဝန်းတွေကဒေါသအယောင်ထွက်သွား၏ကျမမသိဘူးအတော့သာကျမကိုတေအောင်ကြံခဲ့တာတေရင်းနဲ့ပြစ်ထားခဲ့ပြီသူ့နောက်မိန်းမကိုပဲကဲသွားတာအဲ့ဒါဘာပြောတာလဲတိုးတိန်နေသည့်အတန်လေးကြောင့်အကုန်လုံး၏အကြည့်တွေကနှေကားရင်းမှရောက်နေသည့်ချစ်သမီးစီရောက်သွား၏မယုံနိုင်ခြင်းတွေကြောက်လန့်ခြင်းတွေဖြင့်မျက်စိတငယ်နားတငယ်ဖြစ်နေသည့်ချစ်သမီးကိုမြင်တော့ရာဇဘွားမျက်နှာကဖြူဆုပ်သွား၏ကျွေကတော့တွေ့ချင်နေသည့်သမီးလေးမျက်နှာကိုမြင်လိုက်ရသဖြင့်ဝမ်းသာသွားကသမီးလေးမေလေးမေကသမီးရဲ့အမေအရင်မှာကွယ်ချစ်သမီးကအဖေဖြစ်သူကိုလှမ်းကြည့်၏ဟေးရာဇဘွားနှကန်းကိုတင်းတင်းစိတ်ထားရင်မှအာဈေးမိနေသလိုတောင့်တောင့်ကြီးရက်နေမိသည်ဘာတွေလဲဘာတွေဖြစ်ကုန်ကြတာလဲနားနှစ်ဖက်ကိုစုံပေး၍ချစ်သမီးကကျုံအော်လာသလိုရာဇဘွားထိုခါမှသမီးနားရောက်သွားသည်သမီးလေးအဖေရှင်းပြမယ်မတားဘူးကျွဲကတော့တားလည်းမတားသလိုစကားလည်းဝင်ပြောပဲငေး၍သာကြည့်နေ၏ဒီလိုမျိုးတော့မယုံကြည်နိုင်ဖြစ်မှာပဲဆိုတာစရဲကကြိုတွေးထားပြီးသားပဲထိုနေ့ကရိတ်မြုံတွင်အကြီးကျယ်ပြဿနာတက်ကြသလိုဒေါ်ပလဲတီဆိုဆရာဝန်မအိမ်ပင့်ဆေးထိုးလိုက်ရသည်ထီပင်ချစ်သမီးအတွက်တော့ဘလို့မှမယုံကြည်နိုင်စရာဖြစ်သလိုကို့အပေါ်တစ်သက်လုံးနူးညံ့ချိုသားသည့်ဖခင်ကဤညအထိရက်ဆက်သလားဟုတွေးမိတိုင်းထိတ်လန့်မိ၏ဒီအိမ်ကြီးတွေမှာလည်းမနေချင်တော့အာရဝါဇလန်လေးရဲ့အပိုင်း18ကတော့ဒီနေရာမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်အပိုင်း19ကိုမကြခင်မှာတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ဆက်လက်ဆောင်မျှော်နာဆင်အားပေးကြပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်